မင်္ဂလာပါရှင်အခုကျွန်မပြပေးမယ့်အခန်းလေးကတော့ VCC လက်ချပြီးသားဖြစ်တဲ့အတွက်လူကြီးမင်းတို့စိတ်ချလက်ချဝယ်ယူနိုင်ပါတယ်ရှင်တိုက်ရဲ့အောက်ကိုဆင်းလိုက်တာနဲ့ရတနာလမ်းကိုရောက်မယ်မြစ်တာလမ်းကိုရောက်မယ်တက်ကစံဖျားကိုသွားမယ်ဆိုလဲခြေချင်းလေးလျှောက်သွားလို့ရပါတယ်ရှင်မင်္ဂလာပါရှင်အခုဘာကလမ်းမကျဲပေါ်မှာရှိတဲ့မီနီကွန်ဒိုလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခဲတဲ့ကိုဝင်ချင်းမှာအဲကန်းလေးမှာကျမတို့က power station လေးတက်ပေးထားပါတယ်နော်ဖျားကန်တီးတက်လေးနဲ့ကျမတို့အားလုံးအဆင်ပြေအောင်လုပ်ပေးထားပါတယ်ရှင်အဲကန်းထဲမှာဆိုလို့ရှိရင်လေဆိုဖာဆက်တီအသစ်ဆက်ကိုတက်ပေးထားပြီးတော့အဲရဆုံးကိုလည်း inverter တိုက်လေးအသစ်တက်ဆင်ပေးထားပါတယ်ရှင် TV stand လေးကိုလည်းလှပစွာပြင်ဆင်ထားပြီးတာမို့လို့လူချင်းမင်းတို့စိတ်ကြိုက်ဖြစ်မှာပါအိမ်လေးမှာဆိုလို့ရှိရင်အခန်း2ခန်းပါပါတယ် single တစ်ခန်းပါမယ်အထဲထဲမှာ double တစ်ခန်းပါပါမယ်နော် single ခန်းလေးမှာဆိုလို့ရှိရင်လေအားလုံးအဆင်သင့်ကျမတို့ပြင်ဆင်ပေးထားပါတယ်အကွန်တစ်ဆက်လေးတက်ပေးထားတယ်ဗီဒီယိုလေးတွေပါမယ်အကွန်တစ်ဆက်နော် single ခန်းဆိုပေမဲ့ကျမတို့ကလေ2ယောက်အိတ်ကတင်လေးထည့်ပေးထားတယ်နော်အဲ့တော့1ယောက်တည်းကိုကြဲကြဲလွန်းလွန်းနဲ့အိတ်လို့ရပါတယ်နော်အခုကတော့2ယောက်အိတ်ခန်း2ယောက်ခန်းမှာကျမတို့က2ယောက်အိတ်ကတင်လေးပါမယ်ဗီဒီယိုလေးပါမယ်အသစ်ဆက်ကလေးတွေပါမှန်တင်ကုန်လေးလည်းပါမယ်နော်အဲကွန်ဆိုလည်းအသစ်တက်ပေးထားပါတယ်မာစတာခန်းဖြစ်တဲ့အတွက်ဒီချိုးကအိမ်သာရေပူရေးဆက်လေးပါတယ်အားလုံးအဆင်သင့်အသစ်ဆက်လေးတွေတက်ဆင်ပေးထားပါတယ်နော်ကျမတို့ကဘီဘိုကန်ကိုတည်သက်လှပစွာပြင်ဆင်ပေးထားပါတယ်အိမ်ရှင်မရဲ့အကြိုက်ပေါ့နော်အညော်ဆောက်ဆက်ကိုတေချာလေးသက်ဆင်ပေးထားတဲ့အတွက်အညော်ဆောင်ဖို့မလိုပါဘူးရှင်ဘီဘိုတွေအဆင်သင့်ပါမယ်ဘေးစင်လေးဆိုလဲကြကြဝန်းဝန်းနဲ့မိသားစုများများနေလို့ရတယ်ကန်တွေများများထားလို့ရတယ်ဒီချိုကအိမ်သာရေပူရေးဆက်လေးပါတယ်စာပေဝါသနာပါတဲ့လူတွေအတွက်စာအုပ်စင်လေးတွေကိုတီးတီးတတ်တတ်ထားမယ်ဆိုလို့ရှိရင်အဆင်သင့်ပြောင်းပြင်ဆင်ပေးထားပါတယ်နော်ပကြီးကားလလလေးလည်းအားလုံးတက်ဆင်ပေးထားတဲ့အတွက်စိတ်ချမ်းသာစေရမှာအမှန်ပါပဲရှင်ဈေးနှုန်းလေးက4ယောက်800မို့လို့အမြဲဆုံးလာခဲ့ဖို့ဖိတ်ခေါ်တယ်နော်